ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုရင်လက်ရှိဒီအာနာရှင်ခေါင်းဆောင်ကြီးတွေစစ်မီးတွေတောက်လောင်လုပ်တဲ့အဲ့ဒီခေါင်းဆောင်တွေပဲကျွန်တော်ရန်သူလို့သတ်မှတ်တယ်ဒီလိုရဲဘော်ရဲဘက်ချင်းကကျွန်တော်ရန်သူလို့မသတ်မှတ်ဘူးအဲ့ဒါကြောင့်သူတို့ဒီချိန်မှာကျွန်တော်တို့ကိုအလဲရဖမ်းမိတယ်သူတို့ကိုကျွန်တော်တို့ရန်သူလို့မသတ်မှတ်ဘူးဒီလူတွေကဘယ်လိုပြောမလဲဟိုနာဖတ်တွေကသူတို့ကလည်းငွေစက်ကူတွေပေးပြီးတော့ဟိုခေါင်းခတ်ပြီးခိုင်ရတဲ့ဟိုတွေမှာပြန်ပြောချင်တယ်သူ့အနေနဲ့နော်ဟိုဘယ်လိုပြောမလဲဟိုသူနေချင်တဲ့နေရာကိုကျွန်တော်ကူညီပေးချင်တယ်သူဘယ်နေရာမှာမိခိုးချင်းလဲသူပြန်ချင်လဲပြေးပြန်မယ်ဒါမှမဟုတ်လဲဟိုကျွန်တော်တို့ ਨੇ လက်တွဲပြီးတော့လက်ရှိဟိုနာဖတ်စစ်ဆိုရကိုဟိုပူတွေတိုက်ချင်လဲရတယ်ဒါမှမဟုတ်လဲဥမာဟိုဒုက္ခတဲ့စခန်းတင်နေရမှာခိုးလုံချင်လဲရတယ်ဒါမှမဟုတ်လဲဥမာဟိုသူ့အနေနဲ့ဟိုဘယ်လိုပြောမလဲဟိုနိုင်ငံရေးခိုးလုံခွင့်လားအဲ့ဒါဟိုပြောတက်ဆိုင်ရာဟိုနေရာပေါ့လေသူနေချင်တဲ့သူဆန္ဒပဲသူအတင်းအဓမ္မဘာမှမဟုတ်ဘူးဘယ်လိုပြောလဲဟိုလူတိုင်းမှာလွတ်လပ်ခွင့်ရှိတယ်ဆိုတဲ့အတိုင်းအတာနဲ့ပေါ့သူလှုပ်ချင်တာသူသွားချင်တာဖြစ်ချင်တာကျွန်တော်တို့အဲ့လိုကူညီပေးစေချင်တယ်ခိုင်းတာတော့ကျွန်တော်တောင်းပေးတော့ကျွန်တော်လောက်ရတာပေါ့အခုတောင်းရတယ်ကျွန်တော်လွတ်လာတယ်ဒီမှာကောင်းကောင်းဝင်ထားတယ်ကောင်းကောင်းထားတယ်ကျွန်တော်ပြောတာကျွန်တော်ကောင်းကောင်းဝင်ထားတော့ကျေးဇူးတွေပဲဒီဘေးနားမှာရှိတဲ့ငန်းကြီးတငယ်ချင်းတွေရေးပေါ်ရေးပက်တွေကသူတို့ဘယ်လိုသဘောထားလဲဒီစစ်ပွဲလာကြိုက်တာပျော်ရက်လားသူတို့စိတ်ထဲမှာအခုကသူတို့မပျော်ကြဘူးအဲ့တော့ပြေးမယ်လို့ပြောရတယ်ကျွန်တော်တငယ်ချင်းနောက်ထပ်2ယောက်လောက်ကြံသေးတယ်ပြေးမယ်လို့ပြောနေကြတယ်ငန်းကြီးစစ်မှုထမ်းတာဘယ်နည်းရှိပြီလဲတနေ့ကျော်ပဲရှိရနော်ဘာမှတိုက်ခိုက်ရအတွေ့အကြုံရှိတာမရှိဘူးမရှိဘူးနေတဲ့နေရာတော့မလွန်လောက်ဘူးစပားတွေထောင်းစားနေရတယ်ဆိုတော့စပားဘယ်သူစပားထောင်းစားလဲဟိုမှာတောင်ရစပားတွေလူတွေမရှိဘူးဆိုတော့တောင်ရစပားတွေယူနေချွေနဲ့ထောင်းစားရိတ်ပြီးသားလားရိတ်ပြီးသားပဲစပားကြီးမှရှိတယ်ပေါ့ဟုတ်ကဲ့သူတခင်တော့မရှိဘူးပေါ့နော်တခင်တော့မရှိဘူးအဲ့ဒီတောင်ရဘေးမှာအဲ့ဒီစပားကြီးတွေကဟိုထောင်းစားတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါဟိုညီလေးတို့ထောင်းစားတဲ့နေရာမှာဟိုဗန်နဲ့ထည့်ပြီးထောင်းနေညီလေးကျွန်တော်ဒီမှာအချင်းတူးလိုက်တယ်တူးပြီးတော့မြေခင်းခင်းတယ်အောက်မှာအိမ်နဲ့ကောက်ရုပ်ခင်းတယ်ကောက်ရုပ်ခင်းပြီးမြေခင်းခင်းတယ်ခင်းပြီးမှထောင်းစားအခုလိုရှာစားဖို့တက်မှုကညွှန်ကြားထားတာဟုတ်ကဲ့တိုင်းမှုခိုင်းလို့လုပ်နေတာဟိုတန်ကကြီးပြောတော့ရက်ခါလောက်ပါတယ်ဆိုအခုတော့ရွာသားစားတာရက်ခါကျွန်တော်ဟိုကပါလာတော့နှစ်ပတ်သာပါလာဒီရောက်မှပြန်မပို့နိုင်တော့လမ်းမှာမခက်ခဲဖြစ်နေတော့မပို့နိုင်ဆိုတော့ဒီရပဲထောင်းစားရတယ်အတမ်းနဲ့လုပ်တယ်ဆိုတော့အဲ့ဒီကပဲဆရာကြီးတွေကကျွန်တော်ကျေးဇူးတင်တယ်ကျွန်တော်ကောင်းကောင်းမထားကောင်းကောင်းမကျွေးပြီးကောင်းကောင်းမလုပ်တယ်ဆိုတော့ကျွန်တော်စိတ်မှာပျော့ပါတယ်အကိုကြီးစိတ်မှာကျွန်တော်လည်းအများနဲ့ကျွန်တော်တတိယပါတယ်ပြောတယ်